မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်2နာရီမှာမိတ်နဲ့မူချန်ကလပ်ဘက်တို့ကစားကြမှာပါမိတ်စာအင်္ဂင်း6ပွဲစလုံးကိုရှုံးနေခဲ့ပြီးဒီနေ့ပွဲမှာလည်းအင်္ဂင်းကနေပေါ်ဒီ level နှုတ်30 9ပေါင်း3ပေါင်း40ပေးထားပါတယ်မိတ်စာဒီယာဒီဘွန်နက်လိုက်လီဂါမှာပွဲချင်း12ပွဲပြီးတပွဲပဲနိုင်ခဲ့ပြီးဇရာအဆုံမှာရောက်နေခဲ့ပါတယ်တတိယခန်းစီအညံဆုံးတင်းနေဖြစ်ပါတယ်ဘူချန်ကလပ်ဘက်မှာဒီနေ့ပွဲမှာဒဏ်ရာရကစားသမားတွေများနေပြီးတိုက်စစ်ပိုင်းမှာကလီယန်နဲ့ဒဏ်ရာရကစားသမားရှူလောက်ထိရှိနေပါတယ်မိတ်မှာလည်းဒဏ်ရာရကစားသမားတွေရှိနေပြီးနှစ်သင်းစလုံးဒီနေ့ပွဲမှာဒူးစုံမပါဝင်နိုင်ပါဘူးမူချန်ကလည်းရာသီအစပိုင်းပွဲတွေမှာရလက်မကောင်းခဲ့ပေမဲ့နောက်ပိုင်းပွဲတွေမှာရလက်ပြန်လဲစုဆောင်းလာနိုင်ခဲ့ပြီးဒီနေ့ပွဲမှာလည်းဇရာအောက်ဆုံးကမိတ်စီကနေအနည်းဆုံးတည်ရည်တမဲရရှိနိုင်တဲ့အကြောင်းအရှုံးမရှိနိုင်တဲ့ Mix Body ပဲကြိုက်ပါတယ်